ဗုဒ္ဓဘာသာအယူဆတွင်ကပ်ဘယ်နှပါရှိသနည်းအဖြေမှန်ကတော့3ပါဖြစ်ပါတယ်ဗုဒ္ဓဘာသာအယူဆတွင်အပယ်ဘယ်နှပါရှိသနည်းအဖြေမှန်ကတော့4ပါဖြစ်ပါတယ်ဗုဒ္ဓဘာသာအယူဆတွင်ရက်ပြည့်ဘယ်နှပါရှိသနည်းအဖြေမှန်ကတော့10ပါဖြစ်ပါတယ်ဗုဒ္ဓဘာသာအယူဆတွင်ရန်သူမျိုးဘယ်နှပါရှိသနည်းအဖြေမှန်ကတော့5ပါဖြစ်ပါတယ်ဗုဒ္ဓဘာသာအယူဆတွင်ဝိပဿနာတရားဘယ်နှပါရှိသနည်းအဖြေမှန်ကတော့4ပါဖြစ်ပါတယ်